အမျိုးသမီးကကုမ္ပဏီရဲ့ CEO အစ်စ်ကတကယ်တော့သူမရဲ့ခင်ပွန်းဖြစ်နေမှန်းသိလိုက်ရတယ်လူတိုင်းက CEO ကိုနှုတ်ဆက်ဖို့ရှေ့တိုးသွားကြတဲ့အချိန်မှာအမျိုးသမီးတစ်ယောက်တည်းကသာသူမရဲ့ရှားဆောင်ပင်ကိုပဲယူဆိုင်နေခဲ့တယ်မန်နေဂျာကသူမကလက်ထောက်တစ်ဖြစ်တာကြောင့်သူ့ကိုမနှုတ်ဆက်တာပါလို့အမြန်ပြောလိုက်တယ်အဲ့ဒီအချိန်မှာလုပ်ဖော်ကိုင်ဖက်အမျိုးသမီးတစ်ယောက်က CEO ရဲ့အာယုံဆိုင်မှုကိုရဖို့တမင်ရှေ့တိုးပြီးသူ့ကိုနှုတ်ဆက်ခဲ့ပေမဲ့ CEO ကသူမရဲ့လက်ကိုတွန်းဖယ်ပြီးထွက်သွားခဲ့တယ်အမျိုးသမီးရဲ့သူငယ်ချင်းကောင်းကခုနကချင်းကပ်သွားတဲ့လုပ်ဖော်ကိုင်ဖက်က CEO ရဲ့ဇနီးဆိုပြီးကောလာဟာလာထွက်နေကြောင်းသူမကိုပြောပြခဲ့တယ်အမျိုးသမီးကချက်ချင်းပဲငါကမှ CEO ရဲ့ဇနီးစစ်လို့ပြန်ပြောလိုက်တယ်ဒါပေမဲ့မန်နေဂျာကသူမကိုအတိတ်ပဲမရှိတာတွေပြောနေတယ်ဆိုပြီးစူပူချင်းမောင်းခဲ့တယ်အစည်းအဝေးဆက်တဲ့အခါမှာတော့အဲ့ဒီလုပ်ဖော်ကိုင်ဖက်အမျိုးသမီးကသူမရဲ့ဒီဇိုင်းဆိုပြုချက်ကိုစတင်တင်ပြခဲ့တယ်တက်ရောက်လာသူတိုင်းကသူမကိုတယောက်ပြီးတယောက်လက်ခုပ်တီးအားပေးခဲ့ကြပေမဲ့အမျိုးသမီးရဲ့မျက်နှာမှာတော့မထီမဲ့မြင်ပြတဲ့အမူအရာနဲ့ပြည့်နေခဲ့တယ်လုပ်ဖော်ကိုင်ဖက်အမျိုးသမီးကသူမကိုဘာလို့လက်ခုပ်မတီးတာလဲလို့မေးခဲ့တယ်အမျိုးသမီးကနင်းကငါရဲ့ဒီဇိုင်းလက်ရာကိုခိုးထားတာလေငါကနင့်အတွက်ဘာလို့လက်ခုပ်တီးရမှာလဲလို့တိုက်ရိုက်မေးခွန်းထုတ်လိုက်တယ်လူတိုင်းကလုပ်ဖော်ကိုင်ဖက်အမျိုးသမီးကို CEO ရဲ့ဇနီးလို့ထင်နေတာကြောင့်မန်နေဂျာကအမျိုးသမီးကိုလုပ်ဖော်ကိုင်ဖက်အားအတိုက်ရည်ဖြတ်ဆွဆွဲတယ်လို့ချက်ချင်းဆွဆွဲလိုက်တယ်ဒီဇိုင်းဆိုပြုချက်ကသူမရဲ့ကိုယ်ပိုင်ဖြစ်ကြောင်းသက်သေပြဖို့အမျိုးသမီးကဒီဇိုင်းပုံရဲ့ဒေးစိတ်ချက်လက်တွေကိုချက်ပြလိုက်ရမှာသူမရဲ့လက်မှတ်ကထင်ထင်ရှားရှားပုံနှိပ်ထားတာကိုတွေ့ရတယ်အမျိုးသမီးရဲ့သူငယ်ချင်းကောင်းကလုပ်ဖော်ကိုင်ဖက်အမျိုးသမီးကိုသူခိုးမလို့ချက်ချင်းလောင်ပြောင်ပြောဆိုလိုက်တယ်လုပ်ဖော်ကိုင်ဖက်အမျိုးသမီးကအရန်ကိုဒေါသထွက်သွားတယ်သူမက CEO ရဲ့ဇနီးဖြစ်ပြီးအမျိုးသမီးရဲ့ဒီဇိုင်းကိုသုံးတာကသူမရဲ့အရေးချင်းကိုမြင့်တင်ပေးတာဖြစ်တယ်လို့ပြောခဲ့တယ်ပြီးတော့သူမကအမျိုးသမီးကိုငါကငါယောက်ျားကိုနင့်ကိုအလုပ်ထုတ်ခိုင်းလိုက်လို့ရတယ်ဆိုတာယုံလားလို့ချင်းချောက်ခဲ့တယ်ဒါပေမဲ့နောက်တစ်စက္ကန့်မှာပဲအမျိုးသမီးကသူမရဲ့ဆံပင်ကိုဆွဲပြီးအပြင်ကိုဆွဲထုတ်ကအားနဲ့ပါရိုက်ချလိုက်တယ်အဲ့ဒီနောက်မှာတော့အမျိုးသမီးကလုပ်ဖော်ကိုင်ဖက်ကိုသူများအိမ်ထောင်ရေးဖျက်ဆီးတဲ့မိန်းမလို့လူများရှေ့မှာအော်ဟစ်ပြောဆိုလိုက်ရလုပ်ဖော်ကိုင်ဖက်အမျိုးသမီးကချက်ချင်းပဲဂုံတိတ်ခါကုန်ကျသွားခဲ့တယ်အဲ့ဒီအချိန်မှာပဲ CEO ရောက်လာပြီးမန်နေဂျာကိုခုနကပါဖြစ်ခဲ့လဲဆိုတာရှင်းပြဖို့ပြောခဲ့တယ်ဒါပေမဲ့မန်နေဂျာကအမျိုးသမီးကလုပ်ဖော်ကိုင်ဖက်ရဲ့ဒီဇိုင်းဆိုပြုချက်ကိုခိုးယူပြီးသူမကိုယ်တောင်ရိုက်နှက်ခဲ့တယ်လို့ပြောခဲ့တယ်သူက CEO ကိုအမျိုးသမီးအားအလုပ်ထုတ်ပစ်ဖို့အကြံပြုခဲ့တယ်အမျိုးသမီးကသူ့ရဲ့အတရေဖြတ်မှုကိုလက်မခံပဲမန်နေဂျာနဲ့လုပ်ဖော်ကိုင်ဖက်အမျိုးသမီးတို့ရဲ့မတမာတဲ့လုပ်ရအားလုံးကိုချက်ချင်းဖော်ထုတ်လိုက်တယ်မန်နေဂျာကအရင်ကသူမကိုထိကပါရီကပါလုပ်ခဲ့တယ်လို့လည်းသူမကပြောခဲ့တယ် CEO ကဒီစကားကိုကြားတော့အရန်ကိုဒေါသထွက်သွားပြီးမန်နေဂျာကိုကန်ကြောက်ကသူ့ကိုအလုပ်ထုတ်ဖို့အမိန့်ပေးလိုက်တယ်မန်နေဂျာကသူ့ဘေးကလုပ်ဖော်ကိုင်ဖက်အမျိုးသမီးဘက်ကိုအကူအညီတောင်းဖို့ချက်ချင်းလှည့်သွားတယ်နင်က CEO ရဲ့ဇနီးလို့ပြောခဲ့တယ်မဟုတ်လားမြန်ငါ့ကိုကူညီစမ်းပါလို့ပြောလိုက်တယ်ဒါကြောင့်အမျိုးသမီးက CEO ကိုသူမကရှင်းရဲ့ဇနီးလားလို့မေးခွန်းထုတ်လိုက်တယ်